မိမိခန္ဓာကိုယ်ကြီးမှာတတိတံဝေကလေးတွေရှိပြီးတော့တို့ရရှိတဲ့ခန္ဓာကိုယ်ကြီးသည်ဇာတိမိလောင်ခဲ့ပြီးပြီးဇရာမိလောင်နေပါပေါ့လားဗျာတိမိတွေနှိမ့်စစ်နေပါပေါ့လားဒီကြားထဲမှာလောဘကလောဘဒေါသတကဒေါသတနေ့နေ့မှာအာယုံလင်းလို့အလင်းရောက်တဲ့အရှင်ကစပြီးတော့နေဝင်လို့အိတ်တန်းတက်တဲ့အရှင်ထိလောဘတကလောဘဒေါသတွေမောဟတွေမာမာနတွေအိတ်သားမိတ်စရိယတွေအဲ့ဒီအကြောင်းရင်းခံပြီးတော့မိမိခန္ဓာအကြောင်းရင်းခံသောကတကဖြစ်ရသူတစ်ပါးခန္ဓာတွေကိုအကြောင်းရင်းခံသောကတွေဖြစ်ရပရိဒီဝမိတွေလောင်ရဒုက္ခမိတွေဒေါမနတာမိတွေဥပါယတာမိတွေလောင်ကျွမ်းပြီးတော့ငိုကြွေးမြည်တမ်းပြီးတော့နေကြရအချင်းသည်ချမ်းသာလို့လားဆင်းရဲလို့လားမိမိခန္ဓာကြောင့်သောကပရိဒီဝဖြစ်ရတာတစ်မျိုးခန္ဓာနဲ့နိစ္စတဲ့အမေကြောင့်အဖေကြောင့်ညီကိုမောင်နှမကြောင့်ညီကိုမောင်နှမမိသားစုကြောင့်သားတွေသမီးတွေမိတွေမြစ်တွေကြောင့်မြေပေါက်ကြီးငယ်ကြခဲ့တဲ့ဘဝတွေကအနည်းလားအများကြီးလားဘာလို့မြေတွေကြနေရပါလိမ့်မလဲဘာလို့ငိုကြွေးနေရပါလိမ့်မလဲဘာကြောင့်များစိုးရင်ပူဆွေးနေရပါသလဲလို့မေးလို့ရှိရင်ဘာကိုရထားလို့ခန္ဓာရသူတိုင်းရသူတိုင်းမှာလူခန္ဓာဖြစ်စေနတ်ခန္ဓာဖြစ်စေဗြဟ္မခန္ဓာဖြစ်စေခန္ဓာရရင်မဟုတ်ရဘူးလားမနာရဘူးလားမီးမလောင်ရဘူးလားဒါဆိုရင်ဟောဒီခန္ဓာကိုယ်ထဲမှာမိတွေလောင်ကျွမ်းနေတဲ့ခန္ဓာကိုယ်ကြီးပဲလို့သိရှိနားလည်တဲ့သောပုဂ္ဂိုလ်မှန်သမျှတို့သည်တန်တရာကြီးကိုပြောပါဦးမလားနောက်တဲ့ဘဝခန္ဓာကိုယ်ကြီးကိုလိုချင်တဲ့စိတ်တွေရှိပါဦးမလားဘာဖြစ်လို့လဲလို့မေးတော့ခန္ဓာကိုယ်တဖြည်းဖြည်းနဲ့ဘာနဲ့နီးလာတယ်။အိုရာကဘာနဲ့ဘာရာတို့ဖြစ်လာနာရာကမနီးလာဘူးလားတဖြည်းဖြည်းတွင်းထဲကိုဝင်ဖို့နီးလာပြီ။ငါခန္ဓာကြီးဟာတရက်ကုန်များငါယုံညာသေရန်တရက်နီးလာပါပေါ့လား။